ဒီနေ့ကညီမအိမ်မှာရှိတဲ့ပန်းပင်လေးတွေကိုလိုက်ပြပေးမှာဖြစ်ပါတယ်ဒီမှာကြည့်ပါဒါလေးကကြတော့ပူစီနံလေးနော်ပူစီနံလေးခွဲစိုက်ထားတာဒီမှာကြည့်ဒါခန်းကျင်ဒီပင်ပေါ့နော်ခန်းကျင်ဒီပင်ဒီမှာတီးနေအပင်ကလည်းဒီမှာကြည့်မျောစားဘယ်လောက်ကောင်းလဲဆိုတော့ဒီမှာကြည့်အပင်ကြီးကလုံးဝကိုတန်မာထွားကြိုင်းနေအပင်ကြီးကတော်တော်မြင့်နေပြီပေါ့နော်ဒီမှာကြည့်အပင်ကြီးအကြီးပဲဒီဘက်မှာလည်းကြီးပဲဟိုးခန်းကျင်ပင်အရန်ကိုဖြစ်တယ်ပေါ့နော်အရန်ကိုဖြစ်ပါတယ်အပွင့်နေရတယ်ဒီမှာကြည့်ပါပွင့်နေရတယ်ပွင့်နေဟိုဘက်မှာပင်ကြီးတပင်ရှိတယ်ဒီဘက်မှာဟောဒီမှာလေးကြီးအပွင့်လေးပွင့်နေရပေါ့နော်အပွင့်လေးပွင့်နေရဒီမှာကြည့်မိုးပေါက်တောင်ကျလာပြီပြီးလို့ရှင်ဒီမှာကြည့်ဒါလေးကကန်တမာပင်လေးပေါ့နော်ကန်တမာပင်လေးကိုချိုးပြီးတော့စိုက်ထားတာဒီမှာကြည့်စုံစိငပုံအစုံမဲစိုက်တာကွာစကားပြောမှားကုန်ကြည့်ဒီမှာလဲကန်တမာပင်လေးဒါလည်းကန်တမာပင်လေးချိုးပြီးတော့စိုက်ထားတာဒါလေးကပန်းပင်လေးပဲသူကအယောင်လေးကဒီလိုမျိုးလေးခန်းရောင်လေးပွင့်လာကြည့်ပါချင်းဒီမှာပူစီနာလေးတွေပူစီနာဒါဆက်လက်ရွက်ပေါ့နော်ဆက်လက်ရွက်ကိုစားပြီးတော့ကွာကျန်တဲ့အမြစ်ပါလို့မလို့ကွာအဲ့ဒါစိုက်ထားတာရှင်းမရှင်းတော့မသိပါဘူးစိုက်ထားတော့ဒီနေ့မှစိုက်ထားပါရှင်ဒါကြအရင်တစ်ပတ်ကစိုက်ထားတဲ့ဥစားနည်းနည်းလေးတော့ပေါ့နော်တို့ပြောမောင်နည်းနည်းလေးအရွက်ထလာရီတို့ထင်တာပဲဒါကဒီနေ့မှစိုက်ထားတဲ့ဥစားဟိုးမကြည့်ဒီမှာကြည့်ဒါကဟွာရှမ်းနန်းအဲ့လားချက်ပြမယ်အဲ့မှာကြည့်ရှမ်းနန်းလေးစိုက်ထားတာပါမကြည့်ပါဒီမှာကြည့်ပါပြီးလို့ရှင်ဒီမှာကြည့်ဒါလည်းခန္ဓာမှာပဲနဲ့မိုးပေါက်တွေကျလာပြီမကြည့်ရှမ်းနန်းလေးတအားပါပဲရှင်ရှမ်းနန်းလေးတဘာလို့ရှမ်းနန်းတော့ဖြစ်နေပူစီနန်းလေးတအားပဲပေါ့နော်ပူစီနန်းလေးမှာတအားဖြစ်လာပြီဒါတော့နှင်းစီပန်းပြန်လေးချိုးပြီးစိုက်ထားတာမိုးပေါက်တွေကျလာပြီမကြည့်ဟိုးဒီမှာကြည့်စပယ်ပန်းတွေစပယ်ပင်လေးခူးလာပြီဒီစပယ်ပင်လေးမှာကြည့်နှင်းစီပန်းလေးတွေကိုစပယ်ပင်လေးတွေကိုစပယ်ဖူးတွေအများကြီးပဲစပယ်ဖူးတွေတစ်ချက်ပြမယ်စပယ်ဖူးရေစပယ်ဖူးတွေနဲ့နှင်းစီပန်းလေးဒီမှာကြည့်ပါနှင်းစီပန်းဒီမှာကြည့်အိုးအဲ့လိုမှမြင်ရတာမကြည့်ဒါလေးကတော့အနေရောင်ပန်းပန်းလေးပုံနဲ့နှင်းစီပန်းလေးတွေပါရှင်ဒီမှာတမျိုးပဲဒီမှာကျတော့အဲ့လိုလေးတွေပွင့်လာအဲ့လိုလေးတွေမကြည့်အားလုံးနှင်းစီပန်းလေးပါရှင်ဒါပန်းရောင်လေးပွင့်မှာဒါစီစဝါပင်ဒီမှာစီစဝါပင်ပွင့်တော့မှာစီစဝါပင်ခူလေးကြည့်နှင်းစီပန်းလေးကိုပဲအဲ့ဒီကတော့အများကြီးပါဒီမှာကြည့်ဒီမှာလည်းခန်းကျင်ပဲပြမယ်နော်လုံးဝပေါ့ပွက်နေရမ်းရှိတယ်ဒီမှာခန်းကျင်ပဲဒီမှာအတီးတွေတီးနေဒီမှာကြည့်ဟိုမှာကြည့်ဒီမှာအတီးမှာကြည့်အတီးတွေမျိုးစုံကျိုးခုံဒီအများကြီးနေပါဒီဘိုင်